1 2 3အခုကြည့်နေတဲ့မိတ်ဆွေတွေကိုမေးကျင်တဲ့အကြောင်းအရာလေး၃ခုကိုမေးထားလို့ရပါပြီကိုကဘယ်အကြောင်းအရာလေးကိုမေးထားလဲစိတ်ထဲမှာမှတ်ထားပေးပါအခြေအနေနဲ့ပတ်သက်ပြီးတော့မေးထားတာလားကိုလက်တလောသိကျင်တဲ့အကြောင်းအရာလေးကိုအဆင်ပြေမပြေမေးထားတာလားနောက်တစ်ခုကကြတော့အခုလက်ရှိမှာကိုတိုင်းစိတ်တွေကညှဉ်းညူးနေတဲ့ဘယ်အကြောင်းအရာနဲ့ပတ်သက်ပြီးတော့ဖြစ်နေမလဲဒါလေးကိုစိတ်အနေနဲ့ရေရာပိုင်းနေနဲ့ပတ်သက်ပြီးတော့ကိုကသိကျင်တာလားဒါလေးတွေကကတ်စာငင်းပြောပြပေးပါမယ်โอเคထွက်လာတဲ့ကတ်လေးကတော့လက်ထက်လက်စွပ်လေးပဲဖြစ်ပါတယ်ဒီထဲကကြည့်ရှုနေတဲ့မိတ်ဆွေတွေဘယ်အကြောင်းအရာနဲ့မေးထားလဲစိတ်ထဲမှာမှတ်ထားတဲ့အကြောင်းအရာလေးဆိုရင်တော့သိကြပါတယ်မိတ်ဆွေတို့အခုမေးထားတဲ့အကြောင်းအရာလေးတွေစိတ်ထဲကမှတ်ထားတဲ့အကြောင်းအရာလေးတွေအောင်မြင်မဲ့အဆင်ပြေပါမယ်โอเคနံပါတ်2အချင်းနဲ့ပတ်သက်ပြီးမေးထားတဲ့သူတွေဆိုရင်တော့သိကြပါတယ်မိတ်ဆွေတို့မကြမီအိမ်အောင်ကြဖို့လမ်းကြောင်းလေးတွေပေါ်လာပါလိမ့်မယ်နံပါတ်3ကိုအခုလက်ရှိစိတ်တရားညှဉ်းညူးနေတယ်အဆင်မပြေဘူးဒီလိုပုံစံမျိုးနဲ့ကြုံနေတယ်ဆိုရင်တော့သိကြပါတယ်မိတ်ဆွေရေမိုးချိုးပြီးတော့ကိုတန်တန်ရှင်းရှင်းလေးနဲ့ဖျားကန်ထဲမှာမေတ္တာပို့အမျှဝေရလေးတွေလုပ်ကြည့်ပါဒီထက်ပိုပြီးတော့အဆင်ပြေလာပါလိမ့်မယ်ဒီလိုအာဟာလေးတွေကိုသိကျင်နဲ့လေ့လာကျင်နဲ့ဆိုရင်တော့ခက်ခဲကြီးမဟုတ်ပါဘူး။ညီခုနောင်ကပြောသွားတဲ့အကြောင်းအရာလေးတွေကိုပါနေတဲ့ဒီစာအုပ်လေးကိုလေ့လာရမှာပဲဖြစ်ပါတယ်။ဒါကတော့ဝါနာရှင်တွေအတွက်လုံးဝကိုလီနိုမန်ပညာရေးနဲ့ပတ်သက်ပြီးတော့လေ့လာကျင်နေဆိုရင်တော့ Viber ဖုန်းနံပါတ်0954554556ကိုသာဆက်သွယ်ပေးပါ။ကက်လေးကတော့ဒီကက်လေးတွေဖြစ်ပါတယ်။ဒီမှာဆိုရင်လက်စွပ်ကန်နဲ့ပတ်သက်ပြီးတော့ကိုကဒီမှာဆိုရင်မြည်သည့်ကိစ္စဖြစ်စေအောင်မြင်ပါမယ်အဆင်ပြေပါမယ်။ညီခုနကပြောပြလိုက်တဲ့အတိုင်းပါပဲမကြခင်အိမ်အောင်ကြဖို့လမ်းကြောင်းလေးတွေပေါ်လာပါလိမ့်မယ်။အိမ်ရှိမှာရေချိုးခိုင်းမှဆိုတဲ့အကြောင်းအရာလေးပဲဖြစ်ပါတယ်။ဒါဆိုရင်မိတ်ဆွေတို့ဒီစာအုပ်လေးကဘယ်သူနဲ့တင့်တော်လဲဆိုတော့ဝါနာရှင်တွေအတွက်တော်တော်လေးကိုတင့်ရော်တယ်။နေ့စဉ် dailyမေးချင်တဲ့သူတွေဆိုရင်တော့ဒီအကြောင်းအရာလေးတွေကို Viber ဖုန်းနံပါတ်0925554556ကိုသာဆက်သွယ်ပြီးတော့ဒါလေးကိုမှာယူလို့ငင်းခုနကပြောသွားတဲ့အကြောင်းအရာလေးတွေကတော့ဝါနာရှင်တွေအတွက်ပဲဖြစ်ပါတယ်တကယ်ကို professional ထိသွားမဲ့သူဆိုရင်တော့နောက်ထပ်စာအုပ်လေးတွေနဲ့လေ့လာမှသာပို့ပြီးတော့ကိုက